Hello ခုတလောမိုးရအရန်အေးလို့ဖတ်ထုတ်ပေါင်းပူပူလေးကိုအသားခက်မများလေးနဲ့အရသာရှိရှိလေးလှုပ်စားပါမယ်။လုံနီလေးကလည်းအရန်လွယ်ပြီးတစ်ခေါက်ကြည့်ရုံနဲ့လိုက်လှုပ်စားတက်တာမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်နော်။ဖတ်ထုတ်ပေါင်းလုပ်ဖို့အတွက်အဓိကပိုင်ပစ္စည်းကတော့ကြက်သွန်မိတ်ကြက်သွန်ဖြူဝက်သားနဲ့နှုတ်စင်ဝက်သားမဆိုင်ကြက်သားအမဲသားသုံးလို့ရပါတယ်။ဖတ်ထုတ်ပေါင်းလှုပ်စားဖို့အတွက်မရှိမဖြစ်ကတော့ဖတ်ထုတ်အရွက်လေးပေါ့နော်။သစင်ကတော့ ready made လေးပဲသုံးထားပါတယ်။အရင်ဦးဆုံးအနေနဲ့ကတော့ကြက်သွန်ဖြူလေးတွေကိုလိုအပ်တဲ့လောက်ထောင်ထားပေးလိုက်မယ်နော်။မထောင်လဲနှုတ်စင်လို့လည်းရပါတယ်။အဲ့နောက်ကိုကြက်သွန်မိတ်လေးကိုလည်းခက်သေးလေးညက်ပေးထားလိုက်ပါမယ်နော်။ဒီနေရာမှာဓာလေးနဲ့နှုတ်စင်မဲ့ဆိုရင်လည်းသဘောပါနော်။ပြီးရင်တော့ခွက်တစ်လုံးထဲမှာကြက်သွန်မိတ်လေးကိုအနှဲငယ်ဖယ်ပေးလိုက်ပါမယ်နော်နောက်လိုအပ်လာပါလိမ့်မယ်ရှင်ကြက်သွန်မိတ်ကိုတော့အပေါ်ပိုင်းအဆက်စိမ်းလေးပဲသုံးပါမယ်အောက်ပိုင်းအဖြူလေးကိုမသုံးပါဘူးနော်အဲ့နောက်တော့ထောင်ထားတဲ့ကြက်သွန်ဖြူရောထည့်မယ်ပြီးသွားတယ်ဝက်သားနဲ့နှုတ်စင်းကိုလည်းထည့်လိုက်ပါမယ်နော်ဖတ်ထုတ်ပေါင်းမှာကလုံနေတဲ့အများကြီးရှိပါတယ်ကိုအဆင်ပြေတဲ့လုံနေအတိုင်းလှုပ်စားလို့ရပါတယ်နော်ဆိုင်မှာဝယ်ဆိုင်အသားခိုးလို့ကွာကိုအိမ်မှာပဲပို့လှုပ်စားဖြစ်တယ်ဒဇင်ကတော့ဝက်သားနဲ့နှုတ်စင်းကို950 gram သုံးထားပါတယ်ပြီးသွားတယ်ပဲငတ်မြရဲ့အကြီး9စွန်းထည့်ပါမယ်တချို့ကလည်းရှို့ယူပဲသုံးပါတယ်ရှင်အနက်လေးပုံမွေးအောင်လို့ဒဇင်ကတော့ငရုတ်ကောင်းနေထည့်ပါတယ်ကြက်သားမုတ်ကိုလည်းလိုအပ်တဲ့လောက်ထည့်ပါမယ်ကြက်သားမုတ်ခဲရင်အရန်စိတ်ညစ်တာပဲကွယ်ပြီးသွားတယ်တကြားသစွန်းထည့်ပါမယ်အဲ့နောက်တော့ရောသမမွေနေအောင်ခိုလေးအားရပါရနေပေးလိုက်ပါမယ်နော်နေနေနဲ့မှတတိယလာတာခရုစီမေ့သွားပါတယ်ခရုစီကိုလည်းတစ်ကလော့နှစ်ကလော့ထည့်လိုက်ပါမယ်အရသာအပေါ့အငံကိုတော့ကိုအဆင်ပြေသလိုထည့်ပါနော်အဓိကကတော့ဒီမှာစတာပဲပေါ့နော်ဖတ်ထုတ်ပေါင်လုပ်ဖို့အတွက်ဘာကြောက်ရည်ထည့်လဲဆိုတော့ဒီနေ့လှုပ်စားမဲ့ဖတ်ထုတ်ပေါင်လေးကတော့ချက်ချောက်မဟုတ်ဘဲနဲ့စီယိုလုံးပေါက်ပုံစံလေးလိုမျိုးပေါ့နော်ဝါလိုက်တဲ့အခါကျရင်အတွင်းထဲမှာအရည်လေးအဆိုဓာတ်လေးပေါ့နော် juicy ဖြစ်နေတဲ့ပုံစံလိုမျိုးအားကြောင့်ရည်လေးနည်းနည်းထည့်ရောနေတာပါနော်ပြီးရင်တော့15မိနစ်နှက်ပါမယ်အသားနှက်ထားတဲ့အချိန်မှာတော့ပေါင်ဖို့အတွက်ကိုရင်နွေးတည်ထားပေးလိုက်ပါမယ်ရှင်ဖတ်ထုတ်ပေါင်လှုပ်စားဖို့အတွက်အဓိကကတော့ဖတ်ထုတ်အရွက်လေးပါနော်ဒီနေရာမှာလေးကြော်တဲ့ဖတ်ထုတ်အရွက်ရှိသလိုမျိုးပေါင်းတဲ့ဖတ်ထုတ်အရွက်လည်းရှိပါတယ်နော်ဒီနေ့မှာတော့သစင်ကထိုင်းမှာနာမည်ကြီးတဲ့ပုံစံလိုမျိုးပေါ့နော်ခွက်ထဲမှာထည့်ပြီးတော့ဖတ်ထုတ်ပေါင်းမျိုးလှုပ်စားပါမယ်သူ့ပုံစံလေးကလည်းဖတ်ထုတ်အပြားထည့်မယ်အသားထည့်မယ်နောက်ထပ်ဖတ်ထုတ်အပြားထည့်မယ်အသားထည့်မယ်ပြီးရင်တော့အပေါ်ထပ်မှာဖတ်ထုတ်အပြားထည့်မယ်အဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဒါကိုသစင်3ခွက်လှုပ်လိုက်ပါတယ်ရင်နွေးလဲဆူလာပြီးဆိုတော့သူ့ကိုပေါင်းထားပေးလိုက်ပါမယ်အဲ့နောက်တော့ကြက်နေတဲ့အသားတွေနဲ့ဖတ်အရွက်လေးတွေကိုဆက်ပြီးတော့ထုတ်ထားလိုက်ပါမယ်ဒီနေရာမှာသစင်ကတော့လမထုတ်ဘူးပေါ့နော်လကြိုက်တဲ့သူကတော့လထုတ်ပါရှင်အခုကတော့ပေါင်းထားတာ10မိနစ်လောက်တော့ရှိပါပြီကကောင်တော့မကြက်သေးဘူးပေါ့နော်နောက်ထပ်တစ်ထပ်ပေါင်းဖို့အတွက်စီလေးနည်းနည်းတုပ်လိုက်ပါမယ်နော်မကက်ရအောင်လို့ပါရှင်ပြီးသွားတာနဲ့စီတဲ့အခါမှာလည်းတစ်ခုနဲ့တစ်ခုမကက်ရအောင်လို့ခွခွလေးပေါင်းထားပေးရပါမယ်နော်ဒီနေ့ကအများကြီးလှုပ်စားတာမလို့ပေါင်းဦးကမဆန်းတော့ဘူးကွယ်ထထအခုဆိုရင်တော့စောစောကခွက်နဲ့ပေါင်းထားတဲ့ဟာလေးကြက်ပြီးဆိုတော့ပြင်ထားတဲ့ကြက်သွန်မိတ်လေးကိုနည်းနည်းဖြူပြီးတာနဲ့သူ့ကို10မိနစ်2မိနစ်လောက်ဆက်ပေါင်းထားပေးလိုက်ပါမယ်နော်မီးအနေထားပုံမူတည်ပြီးတော့တယောက်နဲ့တယောက်ပေါင်းတဲ့အချိန်မတူပါဘူးနော်အနည်းဆုံး15မိနစ်လောက်ကတော့ကြာပါတယ်ရှင်ခွက်လေးနဲ့ဟာလေးတွေကကြက်ကုန်ပြီဆိုတော့သစင်ကတော့ထုတ်လိုက်ပါတော့မယ်နော်ပြီးသွားတာနဲ့စီနည်းနည်းထပ်တုပ်ပြီးတာနဲ့ကြက်နေသေးတဲ့ဒီဖတ်ထုတ်လေးတွေကိုအကလုံးဆက်ပေါင်းထားလိုက်ပါမယ်တခြားမုတ်တွေကိုသာလလုံနိုင်တာဖတ်ထုတ်ကိုကြတော့လလေးထုတ်နိုင်တဲ့ပါရမီမပါလာဘူးကွယ်ဒါဆိုရင်တော့အရင်ကြက်တဲ့ဒီခွက်လေးတဲ့ဟာလေးကိုပူနေတော့အရင်မြည်ကြည့်လိုက်ရအောင်နော်တလုတ်ဆိုတလုတ်ခတ်လိုက်တဲ့အချိန်မှာအောက်ကအရေထွက်လာပြီးတော့ဒီအသားထုတ်လေးနဲ့ဖက်ရွက်အီလေးနဲ့တော်တော်လေးကိုလိုက်ဖက်ဒါမျိုးလုံနေလေးရပေါ့နော်တကယ်တမ်းကလေဘာ sauce မှမလို့တော့တမျိုးတည်းစားရုံနဲ့ကိုပြည့်စုံတော့ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့စီချက် sauce ဖြစ်တာမဟုတ်ရင်ဒီချိုချင်း sauce ဖြစ်တွဲစားလို့လည်းရပါတယ်နော်ပေါင်းထားတဲ့ဖက်ထုတ်လေးတွေလည်းအကုန်ကြက်ကုန်ပြီဆိုတော့ဆယ်ထုတ်လိုက်ပါတော့မယ်ကိုထုတ်ထားတဲ့ဖက်ထုတ်ရုပ်တွေကိုကြည့်ပြီးတော့စိတ်ဓာတ်တွေပါကြတယ်ကွယ်အပေါ်ရင်ကြည့်ပြီးတော့မဆုံးဖြတ်ကြပါနဲ့နော်ဖက်ထုတ်ရုပ်တာမလားတာအရသာတော့ share ကောင်း Okay ဒီနေ့ဗီဒီယိုလေးကတော့အရသာရှိတယ်ဟောရီကဖတ်ထုတ်ပေါင်လေးကိုလှုပ်စားပြလိုက်ပေါ့နော်ဒါမျိုးခွက်လေးနဲ့လှုပ်စားလို့ရတယ်လို့မျိုးခုလိုမျိုးတထုတ်ချင်းစီထုတ်စားလို့လည်းရရနော်အရန်ကိုလွယ်တဲ့လုံလေးမို့လို့လိုက်လှုပ်စားကြည့်ပါဦးနော်အားလုံးပဲတတာ